အားမင်္ဂလာပါဒီလိုဆက်ပြပါတယ်ဒီတော့26တိန်းကျော်တိုင်းဖြစ်တာပေါ့နော်အမောင်းစင်းတော့ဖြစ်ပါတယ်မြန်မာနိုင်ငံဖြစ်ပါနော်ကျွန်တော်ဒီနေ့ခုလောပြောင်းနေတာကျွန်တော်တင်တန်းပိုင်းနဲ့ကျွန်တော်လုပ်နေတဲ့ဒီဘက်ဖြစ်တာလေးပေါ့နော်ကျွန်တော်စုနေတာလေးရှိတယ်ပေါ့ဒါတော့ကျွန်တော်ဒါလေးကျွန်တော်အမောင်းစင်းတော့ဖြစ်ပါတယ်โอเคဒါကတော့သူ့ထက်မှာပါတယ်ပေါ့နော်ပစ္စည်းလေးပေါ့နော်ပါလေးပစ္စည်းလေးပါတယ်ဆိုတော့ကြည့်အောင်ဒါကတော့ alki ပေါ့နော်သူရဲ့ alki အတိုင်းမှာ alki အတိုင်းမှာရဲ့ alki ကအရှိပေါ့နော် alki အရှိပြီးရင်ဒီတုတ်တဲ့အဝတ်ပေါ့နော်ပြီးရင်ဒီကောင်လေးက sound hole cover လေးပေါ့နော်ကျွန်တော်တို့ဒီ feedback တွေမရအောင်လို့ sound hole cover လေးပါမယ်ပါတယ်ပြီးရင်လွယ်ကျိုးပါတယ်လွယ်ကျိုးကတော့ကျွန်တော်အရင်ကတည်းကတိုင်မာတွေရဲ့လွယ်ကျိုးပါပဲအရင်ဥစံပြောင်းလဲမှမရှိဘူးဒါကျွန်တော်တိုင်မာဟို TT1 TT1 ရဲ့လွယ်ကျိုးတွေပဲဒီကောင်ကတော့ကျွန်တော်တို့ဟိုပါပေါ့ဒီ pickup ပေါ့နော်သူရဲ့ pickup ကလေးဖြစ်ပါတယ် original ပေါ့ဒီပါတော့ cap ပေါ့ပါတယ် timer cap original cap ပေါ့အရင်ရောဟိုလိုဖြစ်တဲ့ထဲအောင်ပါပေါ့မိုက်တော့မိုက်ပါလွယ် cap လေးထည့်ပေးရပါတော့ပြီးရင်သူက user manual လည်းကျွန်တော်အရင်တော့တိုင်မာတွေရဲ့ဟိုက user manual ဖြစ်ပါတယ်ဒီကောင်တတိတာမဟုတ်ဘူးပြီးတော့ဒါသူ့ရဲ့အိတ်လေး patron account တကယ်တော့ကျွန်တော်လိုချင်တာဒါလိုချင်တာမဟုတ်ဘူးကျွန်တော်လိုချင်တာက jet ဂျိုးလိုချင်တာဒီဟာထည့်ပေးစမယ်ဆို jet ဂျိုးလေးထည့်ပေးရင်တော့ပိုပြီးတော့ကောင်းတာပေါ့နော်jet ဂျိုးတွေကကျွန်တော်အရင်စီးကြီးရယ် jet ဂျိုးကောင်းတဲ့ဟာ noise မှာပါတဲ့ဟာတွေကအရင်စီးကြီးရယ်ပေါ့နော်အဆင်မပြေဘူး jet ဂျိုးလေးပါရင်တော့ပိုပြီး fine တာပေါ့နော်ကျွန်တော်ဒါလေးပြန်ပြီးတော့ Amazon လေးလို့Okay ဒါ ABS hard case ပေါ့နော်ဒီကောင် Okay ဒီလိုလေးမြင်အောင်ဖြစ်ပါတယ်လုံးဝ share ယူပါနော် premium sound ပါတယ်မိုက်ပါတယ်ကျွန်တော်ကြိုက်တယ် PIC နဲ့တန်တယ်ပေါ့နော်လုံးဝတော့ entry လုံးဝ high end level ဖြစ်သွားပြီ high end ဖြစ်သွားပြီဘာလို့လဲဆိုကျွန်တော်ညမမီရောက်ပေါ့နော်ညမမီရောက်ဆိုသူ့ရဲ့ EQ ကလည်းသူကဘာဘလို့သုံးအောင်မလဲဘာတခဲထည့်ရမလဲကျွန်တော်မသိရဘူးကျွန်တော်ပြန်ပြီးလေ့လာရမယ်ပြီးရင်သူရဲ့ original က Eliza Joe နဲ့လာတယ် Eliza Joe ကတော့ကျွန်တော်လုံးဝတည့်ရတိုင်းပဲကျွန်တော်ဒီမှာအပြင်မှာဝင်မယ်ဆိုတော့ Eliza Joe က9000သိန်းလောက်ကိုရှယ်သိန်း1000ရှိတယ် Joe တက်တာ Joe ဒီကောင်သူရဲ့ EQ design သူလေးဖြစ်ပါတယ်ဘယ်မှာတခဲထည့်ဘယ်လိုလုပ်မလဲဆိုတော့ကျွန်တော်လည်းနှိုက်ကြည့်လိုက်ပါဦးမယ်သူက9 volt ထည့်ရတယ်လို့ပြောရတာပဲတိုင်မာပေါ့နော်တိုင်မာပြတာဖြစ်ပါတယ်တိုင်မာဘာမော်လဲဆိုတော့တိုင်မာ TG15 ပေါ့နော်ဆော့ဖက်တဲ့မော်ဒယ်ဖြစ်ပါတယ်ဒီကောင်လေးကတော့ဒီမှာငွေကျွန်တော်အခုလောဆယ်ဒီ26သိန်း5500ပေါ့နော်ဒီမှာ premium 5ရတယ်သူရဲ့ specification နဲ့ကျွန်တော်နည်းဖတ်ပြပေးမယ်specification နဲ့ကျွန်တော်ဒီတိုင်မာ TG15 ပေါ့နော်တိုင်မာ50 TG15 ကျွန်တော် all solid grand origin ပေါ့နော်ဆိုတော့ဒါကျွန်တော်မှာ all solid ကဒီမှာလဲကတ်မှာလဲ all solid လုံးရှိတယ်ဒါလဲ all solid ပေါ့နော် B1 ဒါကတော့တိုင်မာရဲ့ all solid ပေါ့နော်ဒီကောင်ကကျတော့ solid sticker support ဒီတော့ကျွန်တော် solid sticker support နဲ့လုပ်ထားတယ်ဒီဘက် site ကိုကျွန်တော် back side ကိုကျွန်တော်တို့mahogany ပေါ့နော် solid mahogany back နဲ့ side နဲ့ပေါ့နော်ဒီ mic တော့ဒီ 7 နဲ့ဒီဟာတွေကကျွန်တော်ဘုံအစ်စ်တွေပေါ့နော်ရိုးအစ်စ်တွေပြီးတော့ fishman ink 300 EQ ပေါ့နော်ဒါ EQ ပါတယ်ဒီissue ကျွန်တော်လည်းမြင်လည်းမြင်မသိဘူးသုံးလည်းမသုံးဘူးဘယ်လိုဖွင့်ရမလဲတော့မသိဘူး Okay ဆိုတော့ဟိုက case ကကျွန်တော် premium ABS case ပေါ့နော် hard case နဲ့လာတယ် accessory နဲ့သူ accessory ကလည်းတော်တော်လေးကိုစုံတယ်ဆိုတော့ဒီကောင်လေးဖြစ်ပါတယ် site ကတော့4ရဲ့ site ပဲတောင်းမယ်တယ် key ကတော့ကျွန်တော်ဒီဘာမှပြောင်းလဲပါမရှိဘူး key ကတော့နှလုံးကြီးပဲရင်တော့ကျွန်တော် V3 ကျောင်း key ပဲvibe ကတော့တော်တော်လေးကို premium vibe ရတယ်26သိန်း5500နဲ့ပေးရတာတန်လားမတန်လားကွန်မန့်လေးမှာထည့်ပြီးပါအောင်အားလုံးကျေးဇူးတင်ပါတယ်